ဒီအဖြစ်ပြက်တစ်ခုလုံးရဲ့အဓိကဇက်ကောင်ကတော့မလေးရှားလူမျိုးတက်ဂျိုလိုဖြစ်ပါတယ်သူ့ကို1982ခုနှစ်နိုဝင်ဘာလ4ရက်နေ့မှာမလေးရှားနိုင်ငံပီနန်ကျွန်းမှာမွေးဖွားခဲ့ပါတယ်အဖိုးဖြစ်သူဟာအိမ်ချမ်းမြေလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေသူဖြစ်ပါတယ်မိဘတွေကတော့ယင်းနှိမ့်မြုပ်နှံမှုကုမ္ပဏီတည်ထောင်ပြီးစီးပွားရေးလုပ်ငန်းတွေမှာယင်းနှိမ့်မြုပ်နှံကြပါတယ်ငယ်စဉ်ကလေးဘဝမှာတော့မလေးရှားမှာရှိတဲ့စာသင်ကျောင်းတွေမှာပညာသင်ခဲ့ပါတယ်1998ခုနှစ်မှာတော့သူ့မိဘတွေဟာသူ့ကိုအင်္ဂလန်မှာရှိတဲ့ Harrow Bora ကျောင်းမှာတက်ရောက်ဖို့စေလွှတ်လိုက်ပါတယ် Harrow Bora ကျောင်းဟာကမ္ဘာအရပ်ရပ်ကကြီးကြီးတဲ့ချမ်းသာတဲ့တထေးတွေရဲ့သားတွေသမီးတွေတက်ရောက်တဲ့ကျောင်းဖြစ်ပါတယ် Harrow ကျောင်းကိုတက်ရောက်ခဲ့တဲ့သူတွေထဲမှာအင်္ဂလန်နိုင်ငံရဲ့ဝန်ကြီးချုပ် Winston Churchill နဲ့အိန္ဒိယဝန်ကြီးချုပ်နေရူးတို့အပြင်တခြားနာမည်ကြီးပုဂ္ဂိုလ်တွေအများအပြားရှိပါတယ်ဂျိုလိုတက်ရောက်တဲ့အချိန်မှာလဲအဲ့ဒီကျောင်းမှာအာရပ်နိုင်ငံကစော်ဘွားတွေရဲ့သားတွေဒိတ်ဒိတ်ကျတထေးတွေရဲ့သားသမီးတွေပညာသင်နေကြပါတယ်နောက်ပြီးအရှေ့တောင်အာရှကဘရူနိုင်းတော်ဝင်မိသားစုရဲ့သားသမီးတွေမလေးရှားနဲ့စင်ကာပူကတထေးတွေရဲ့သားသမီးတွေတက်ရောက်ပညာသင်နေကြပါတယ်အဲ့ဒီကျောင်းမှာပညာသင်လိုက်တာဟာဂျိုလိုဘဝအတွက်အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်အဲ့ဒီကျောင်းမှာပဲသူ့ဘဝခီးလမ်းမှာအကူအညီများစွာရရှိစေမဲ့အချိတ်အဆက်တွေအပေါင်းအသင်းတွေကိုရရှိလိုက်ပါတယ်ဂျိုလိုမိဘတွေရဲ့အဆင့်တန်းဟာချမ်းသာကြွယ်ဝတာမှန်ပေမဲ့အဲ့ဒီကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသားတွေရဲ့မိဘတွေနဲ့ဒန်းတူအနေအထားမျိုးမရှိသေးတာအမှန်ပါဂျိုလိုမိဘတွေရဲ့ပိုင်ဆိုင်မှုဟာမြို့ကြီးပြကြီးအဆင့်တထေးတကြွယ်တွေဖြစ်ပေမဲ့သူတက်ခဲ့တဲ့ကျောင်းကကျောင်းသားတွေရဲ့မိဘတွေဟာနိုင်ငံအဆင့်ကမ္ဘာအဆင့်ချမ်းသာတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ဟဲရိုကျောင်းမှာတက်ရောက်စေတဲ့သူ့မိဘတွေရဲ့အတွေးအခေါ်ဟာတော်တော်အမြင်ကျယ်တယ်လို့ပြောရမှာပါဂျိုလိုဟာ UAE ကူဝိတ်စတဲ့နိုင်ငံတွေကစော်ဘွားတွေရဲ့သားသမီးတွေနဲ့အဖွဲ့ကြခဲ့ပါတယ်ပြီးတော့သူ့ဘဝအတွက်အများကြီးအထောက်အကူဖြစ်မဲ့သူတယောက်နဲ့အရင်းနှီးဆုံးပေါ်တာဖြစ်ခဲ့ပါတယ်အဲ့ဒီသူကတော့ရီဇာအဇစ်ပါရီဇာအဇစ်ဟာအဲ့ဒီချိန်မှာနာမည်ကြီးစွာပြုလာတဲ့မလေးရှားနိုင်ငံရေးသမားနာဂျစ်ရာဇတ်ရဲ့မယဘာသားဖြစ်ပါတယ်ဂျိုလိုဟာအဲ့ဒီကျောင်းမှာလာတတ်တဲ့လူချမ်းသာတွေရဲ့သားသမီးတွေနဲ့ရင်းနှီးအောင်လုပ်နိုင်ခဲ့ပါတယ်သူ့ဘော်ဒါအများစုဟာအထက်တန်းကျောင်းသားအရွယ်ဖြစ်ပေမဲ့ Rolls Royce ကားနဲ့ကျောင်းတက်တဲ့သူတွေခရီးဝေးသွားရင်ကိုယ်ပိုင်လေယာဉ်နဲ့သွားလာတဲ့သူတွေဖြစ်ကြပါတယ်ဒါပေမဲ့အဲ့ဒီသူတွေကိုယ်တိုင်သူ့ကိုအထင်ကြီးလာအောင်လုပ်ပြနိုင်ခဲ့ပါတယ်တခါတော့ကသူ့တငယ်ချင်းတွေကိုနွေရာသီကျောင်းပိတ်ရက်မှာသူ့စီလာလဲဖို့ဖိတ်လိုက်ပါတယ်ပြီးတော့သူ့မိဘတွေရဲ့အဆက်အသွယ်တွေကတဆင့်ပေ160ရှိတဲ့ဇိမ်ခံရွက်လေတစ်စင်းကိုငှားပါတယ်အဲ့ဒီရွက်လေပေါ်မှာသူ့မိသားစုရဲ့ဓာတ်ပုံတွေသူ့ရဲ့ဆွေမျိုးသားချင်းတွေရဲ့ဓာတ်ပုံတွေသူ့ရဲ့အမှတ်တရပစ္စည်းတွေကိုထားလိုက်ပါတယ်သူ့တငယ်ချင်းတွေလာလေတဲ့အခါအဲ့ဒီရွက်လေပေါ်မှာဗျောင်းဆန်အောင်တောင်းကျမ်းကြပါတယ်ဒီလိုနည်းနဲ့သူ့တငယ်ချင်းတွေဟာဂျိုလိုမိဘတွေကိုပီနန်မှာအချမ်းသာဆုံးမိသားစုဒါမှမဟုတ်မလေးရှားက top 10မိသားစုလို့ထင်သွားပါတယ်တခါတော့ကလည်းဘရူနိုင်းတန်ရုံးရဲ့တစိမ့်အမှတ်သားပါတဲ့စာအိတ်ကိုရအောင်လုပ်ပါတယ်အဲ့ဒီစာအိတ်ကိုအသုံးပြုပြီးလန်ဒန်မှာရှိတဲ့ West End ပြဇာတ်ရုံကိုစာရေးပါတယ်သူဟာဘရူနိုင်းတော်ဝင်မင်းသားတယောက်ဖြစ်ကြောင်း West End ကဇာတ်ရုံမှာ VIP ဝိုင်းတစ်ခုလိုချင်ကြောင်းဖြစ်ပါတယ်သူ့ရဲ့အကြံအဖန်လုပ်ရဟာတကယ်အလုပ်ဖြစ်ခဲ့ပါတယ်နောက်ပြီးသူဟာဘော်ဒါတွေနဲ့အတူလန်ဒန်မှာရှိတဲ့နာမည်ကြီးကလပ်တွေမှာနာမည်ကျော်ဘောလုံးသမားတွေမော်ဒယ်တွေနဲ့ပါတီပွဲတွေလုပ်လို့ရှိပါတယ်သူတို့သွားကြတဲ့ကလပ်တွေဟာပုံမှန်လူတွေဝင်လို့မရတဲ့မန်ဘာတွေပဲဝင်လို့ရတဲ့ကလပ်တွေဖြစ်ပါတယ်ဆယ်ကျော်သက်ဘဝမှာအဲ့ဒီလိုတွေလုပ်ရင်းနဲ့အာနာနဲ့ပတ်စံကိုသာတွဲပြီးသုံးနိုင်ရင်သူဝင်လို့မရတဲ့နေရာမရှိဘူးဆိုတာသဘောပေါက်လာပါတယ်အထက်တန်းကျောင်းအောင်ပြည်တဲ့အခါမှာတော့2001ခုနှစ်မှာအမေရိကန်ပြည်ထောင်စုဖီလာဒဲဖီးယားပြည်နယ်မှာရှိတဲ့ Walton စီးပွားရေးကျောင်းကိုတက်ရောက်ခဲ့ပါတယ် Walton ကျောင်းဟာပုဂ္ဂလိကတက္ကသိုလ်ဖြစ်ပြီးအမေရိကန်နိုင်ငံရဲ့နာမည်ကျော် Ivy League တက္ကသိုလ်6ခုထဲကတစ်ခုဖြစ်ပါတယ်ဒီကျောင်းကိုတက်ခဲ့တဲ့သူတွေထဲမှာ Warren Buffett နဲ့ Donald Trump လိုလူသိများတဲ့လူတွေအများကြီးပါ Walton ကျောင်းမှာစီးပွားရေးပညာရပ်တွေသင်ယူခဲ့ပါတယ်သူ့အနေနဲ့စီးပွားရေးပညာနဲ့ပတ်သက်လို့ဘလောက်အထိတက်မြောက်ခဲ့လဲမသိပေမဲ့ပေါင်းတက်သင်တဲ့ပညာမှာတော့ပါရဂူဘွဲ့ရတဲ့အထိတက်ကြွခဲ့ပါတယ်ကျောင်းကိုလာတဲ့အခါသူငှားထားတဲ့အမိုးဖွင့်ပြိုင်ကားနဲ့လာတတ်ပါတယ်သူ့အပေါင်းအသင်းတွေဘော်ဒါတွေတော်တော်များများကသူ့ကိုမလေးရှားတော်ဝင်မိသားစုကမင်းသားတရားလို့ထင်ကြပါတယ်အဲ့လိုမျိုးကောလာဟလာကိုသူကိုယ်တိုင်ဖန်တီးယူခဲ့တာပါအဲ့ဒီတက္ကသိုလ်မှာတက်နေတဲ့သူတွေဟာလည်းအင်္ဂလန်မှာကျောင်းတက်တုန်းကလို့အထက်တန်းလွှာတွေရဲ့သားသမီးတွေဖြစ်ပါတယ်သူ့အတန်းပေါ်တွေဟာ
RS စော်ဘွားတွေရဲ့သားသမီးတွေအနောက်တိုင်းအထက်တန်းလွှာတွေရဲ့သားသမီးတွေတော်ဝင်မိသားစုရဲ့သားသမီးတွေဖြစ်ပါတယ်ဂျိုလိုဟာသူ့ရဲ့အသက်20မွေးနေ့ကိုဒေါ်လာ4000နဲ့ကလပ်တစ်ခုလုံးငှားရမ်းပြီးကျင်းပခဲ့ပါတယ်အဲ့ဒီပါတီမှာမော်ဒယ်တွေအများကြီးပါဝင်တဲ့အပြင်ဈေးကြီးတဲ့ရှမ်ပိန်ပလင်းတွေအကောင်းစားအရက်တွေနဲ့တောက်စားပျော်ပါကြပါတယ်နောက်ပိုင်းမှာတော့ကုန်ကျငွေတွေကိုတလန်ချင်းပြန်ဆက်ရတယ်လို့သတင်းထွက်ခဲ့ပါတယ်တခါတော့ကလည်းကာစီနိုတစ်ခုမှာဒေါ်လာ3သိန်းရှုံးတဲ့အထိဝင်ကစားဘူးပါတယ်ရုတ်တရက်ကြည့်ရင်တော့ဂျိုလိုဟာတထေးသားတစ်ယောက်လိုတုံဖြုံနေတာလို့ထင်ကြမှာပါတကယ်တမ်းမှာတော့အခုလိုလုပ်တာဟာသူ့ကိုယ်သူကပတ်အဆင့်တထေးသားအတိုင်းဝိုင်းနဲ့ဝင်တိုးနိုင်အောင်ရည်ရွယ်ချက်ရှိရှိလုပ်တာပါထူးခြားတာကတော့ဂျိုလိုဟာပါတီပွဲတွေမှာပျော်ပါနေတာကြီးမလုပ်ပါဘူးပါတီပွဲတွေမှာတခြားသူတွေပျော်ပါဖို့အတွက်အစီအစဉ်တွေကိုထူးထူးခြားခြားဖြစ်အောင်စီမံပေးတတ်ပါတယ်ဒါကြောင့်သူဟာဘော်ဒါတွေအတွက်မိထားလို့မရတဲ့သူဖြစ်လာပါတယ်သူဟာပညာရေးမှာအယမ်းမတော်ပေမဲ့လူမှုဆက်ဆံရေးမှာတော်တော်ဆရာကျပါတယ်မလေးရှားနိုင်ငံသုံးဘာသာစကား၄မျိုးအပြင်အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ပါတယ်ပြီးတော့အာရပ်ဘာသာစကားကိုလည်းအနည်းငယ်ပြောတတ်ပါတယ်နောက်ပြီးဟော်တန်ကျောင်းကထုတ်တဲ့ကျောင်းမဂဇင်းတွေမှာစီးပွားရေးအတွေးအခေါ်ဆောင်းပါးတွေကိုလစဉ်ရေးတဲ့အတွက်ဆရာတွေတငယ်ချင်းတွေဟာသူ့ကိုတလေးတစားရှိကြပါတယ်နောက်ပိုင်းမှာတော့သူ့ဆောင်းပါးတွေဟာ Wall Street ကထုတ်တဲ့ journal တွေမှာပါတဲ့ဆောင်းပါးတွေကိုစကားလုံးတွေပြင်ရေးထားတဲ့ဆောင်းပါးတွေဆိုတာသိလာရပါတယ်ဟော်တန်ကျောင်းမှာတက်နေတဲ့အချိန်မှာပဲသူနဲ့ရင်းနှီးတဲ့အာရက်ဘော်ဒါတွေအဆက်အသွယ်တွေကတဆင်နာမည်ကြီးအဘူဒါဘီစီးပွားရေးအုပ်စုကထိတ်တန်းရာထူးရှိတဲ့သူတွေနဲ့တည်ကျွမ်းခဲ့ပါတယ်2005ခုနှစ်မှာတော့ဟော်တန်ကျောင်းကနေဘွဲရခဲ့ပါတယ်2006ခုနှစ်မှာအာရပ်နိုင်ငံကတငယ်ချင်းတွေနဲ့မလေးရှားဘရူနိုင်းစတဲ့နိုင်ငံတွေမှာရှိတဲ့လုပ်ငန်းတွေကြားမှာအယောင်းအဝယ်ကိစ္စတွေချိတ်ဆက်ပေးခဲ့ပါတယ်ဂျိုလိုရဲ့ပထမဆုံးအယောင်းအဝယ်ကတော့ကွာလာလမ်ပူမြို့မှာရှိတဲ့ဒေါ်လာ88သန်းတန်အစစ်မြင့်စိန်ခံတိုက်ခန်းကိုကူဝိတ်ကုမ္ပဏီတစ်ခုအတွက်ဝယ်ပေးခဲ့တာဖြစ်ပါတယ်2009ခုနှစ်မှာတော့ဂျိုလိုဟာ UAE နိုင်ငံကသူ့အတိမိတ်ဆွေတစ်ယောက်ရယ်မလေးရှားမင်းသားတစ်ပါးရယ်ကူဝိတ်နိုင်ငံကရှိတ်စော်ဘွားတစ်ယောက်ရယ်နဲ့အတူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုတည်ထောင်ပါတယ်အဲ့ဒီကုမ္ပဏီမှာပါတဲ့ UAE ကမိတ်ဆွေဟာနောက်ပိုင်းမှာအဘူဒါဘီအုပ်စုရဲ့လက်ရုံးတဆူဖြစ်လာခဲ့ပါတယ်အာရပ်နိုင်ငံတွေကစော်ဘွားတွေနဲ့အပေါင်းအသင်းဖြစ်ရင်းနဲ့သူဟာနိုင်ငံတော်အစိုးရရန်ပုံငွေဆိုတဲ့ငွေကြေးစီမံကိန်းတစ်မျိုးကိုသိလာရပါတယ်ဒီနေရာမှာနိုင်ငံတော်အစိုးရရန်ပုံငွေဆိုတာကိုရှင်းပြချင်ပါတယ် Sovereign Wealth Fund လို့ခေါ်ကြတဲ့နိုင်ငံတော်အစိုးရရန်ပုံငွေဆိုတာဟာနိုင်ငံတော်ကပိုင်ဆိုင်တဲ့ငွေတွေကိုအရင်းအနှီးအဖြစ်မတည်ထားတဲ့နိုင်ငံပိုင်ရန်ပုံငွေဖြစ်ပါတယ်အဲ့ဒီရန်ပုံငွေကိုလက်ရှိအစိုးရပဲပိုင်တာမဟုတ်ပါဘူးအစိုးရတိုင်းကအဲ့ဒီရန်ပုံငွေကိုအသုံးပြုပြီးနိုင်ငံအတွက်လိုအပ်မဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်နောက်ပြီးအနာဂတ်ကာလအတွက်ငွေတွေပိုပြီးတိုးပွားလာအောင်လှုပ်ဆောင်ရမှာပါဒီရန်ပုံငွေစနစ်ဟာရေနံတဘာဝဓာတ်ငွေနဲ့တခြားသယံဇာတတစ်မျိုးမျိုးအရှံပဲထွက်တဲ့နိုင်ငံတွေကနေပေါ်လာတာဖြစ်ပါတယ်အဲ့ဒီနိုင်ငံတွေဟာသူတို့နိုင်ငံကထွက်တဲ့တဘာဝသယံဇာတတွေကိုနိုင်ငံခြားကိုရောင်းချပြီးချမ်းသာလာကြပါတယ်ရလာတဲ့ငွေတွေနဲ့နိုင်ငံအတွက်လိုအပ်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလုပ်ပေးကြပါတယ်အဲ့ဒါတွေအပြင်ရောင်းချလို့ရတဲ့ငွေတွေဟာထပ်ပိုနေတဲ့အတွက်အစိုးရဟာပြည်သူတွေကိုနှီးမျိုးစုံနဲ့အခွန်လျှော့ပေးတာထောက်ပံ့ကြေးပေးတာစတာတွေလုပ်ပေးပါတယ်အဲ့ဒီလိုလုပ်ပေးတဲ့အတွက်အဲ့ဒီနိုင်ငံကလူတွေဟာတခြားနိုင်ငံကလူတွေတဲ့လုံအားကအများအပြားရတဲ့အပြင်ပိုတက်တောင့်တက်တာနေလို့ရလာပါတယ်ဒါကြောင့်အဲ့ဒီနိုင်ငံကလူတွေဟာစိုက်ပျိုးရေးမွေးမြူရေးစတဲ့ကုန်ထုတ်လုပ်ငန်းတွေကိုစ조사ပန်းစားလှုပ်ဆောင်တာမျိုးမရှိတော့ပါဘူးတခြားစက်မှုလုပ်ငန်းတွေကိုလည်းတခြားနိုင်ငံကလူတွေလိုအပြိုင်ဆိုင်စ조사လုပ်တာမျိုးမရှိတော့ပါဘူးအဲ့ဒီလိုမလုပ်တဲ့အတွက်တစ်ချိန်ချိန်မှာတယံဇာတတွေကုန်ခန်းသွားတာညော့နေသွားတာဒါမှမဟုတ်ဈေးကွက်မှာပုံမှန်အတိုင်းမရတော့တာအဲ့လိုမျိုးတွေဖြစ်လာရင်အဲ့ဒီနိုင်ငံကပြည်သူတွေဟာအရင်ကတည်းကစီးပွားရေးကျက်တဲသွားတဲ့အပြင်စားဖို့တောက်ဖို့ပါခက်ခဲသွားပါတယ်။ဘာကြောင့်လဲဆိုတော့တယံဇာတကရတဲ့နိုင်ငံခြားငွေတွေနဲ့တစ်သက်လုံးအေးအေးဆေးဆေးနေထိုင်လာတဲ့အတွက်ကုန်ထုတ်လုပ်ငန်းတွေကိုအခုချက်ချင်းလှုပ်ဆောင်ဖို့မဖြစ်နိုင်တော့ပါဘူး။ဒီဖြစ်ရမျိုးကိုတယံဇာတကျိန်စာလို့ခေါ်ကြပါတယ်။တကယ်လဲနိုင်ငံတကာမှာဒီလိုဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဲ့လိုမျိုးမဖြစ်စေဖို့အတွက်တယံဇာတကရတဲ့နိုင်ငံခြားငွေတွေကိုစုဆောင်းထားရှိပြီးအဆက်မပြတ်တိုးပွားအောင်လုပ်ကြတဲ့နည်းလမ်းတစ်ခုကတော့ Sovereign Wealth Fund လို့ခေါ်ကြတဲ့အစိုးရရန်ပုံငွေပါ
အဲ့ဒီရန်ပုံငွေကိုတယံဇာတကရတဲ့ငွေတွေအပြင်တခြားနည်းတွေနဲ့လည်းထည့်ဝင်ကြပါတယ်အဲ့ဒီရန်ပုံငွေတွေကငွေတွေကိုအသုံးပြုပြီးအိမ်ချမ်းမြေလုပ်ငန်းနည်းပညာဆိုင်ရာလုပ်ငန်းစောက်လုပ်ရေးလုပ်ငန်းစတဲ့လုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံကြပါတယ်အဲ့ဒီရန်ပုံငွေကနေငွေတဲ့စာချုပ်တွေရောင်းချပြီးငွေဖော်လို့လည်းရပါတယ်ဒီရန်ပုံငွေကိုနိုင်ငံရဲ့ငွေကြေးအဖွဲ့အစည်းတစ်ခုခုဒါမှမဟုတ်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အောက်မှာထားကြပါတယ်ဒီလိုအစိုးရရန်ပုံငွေစနစ်ကိုအာရပ်နိုင်ငံတွေတချို့ဥရောပနိုင်ငံတွေနဲ့တရုတ်အမေရိကန်နော်ဝေးစတဲ့နိုင်ငံတွေမှာထားကြပါတယ်အရှေ့တောင်အာရှမှာစင်ကာပူအင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာရှိပါတယ်နိုင်ငံတိုင်းမှာတော့မထားပါဘူးအကြောင်းရင်းကတော့ဒီအစိုးရရန်ပုံငွေဟာရွေချက်ကောင်းတွေအများကြီးရှိပေမဲ့တိတိကျကျကြက်ကြက်မတ်မတ်မစီမံရင်ငွေကြေးအလွဲသုံးစားလုပ်တာတွေဖြစ်လာနိုင်ပါတယ်ဒီရန်ပုံငွေဟာအစိုးရကထုတ်ပြန်တဲ့ဘတ်ဂျက်ချထားတာမျိုးဘတ်ဂျက်လိုခွဲတမ်းနဲ့အသုံးပြုရတာမျိုးမဟုတ်ပါဘူးဒီရန်ပုံငွေဟာအစိုးရတစ်ခုအတွက်တီးသန့်အလုပ်လုပ်ပေးတဲ့ကုမ္ပဏီလိုမျိုးအစိုးရတစ်ခုအတွက်အိတ်ထောင်တွေကပတ်စံလိုမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီရန်ပုံငွေကိုအသုံးချပြီးအစိုးရအရာရှိတယောက်ရဲ့သားသမီးတွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေကုမ္ပဏီတွေစီကိုလုပ်ပိုင်ခွင့်ချပေးတာဟာအတိအကျဆုံးရွှေ့ကွက်ပါဒါကြောင့်ဒီစနစ်ဟာသုံးတတ်ရင်နိုင်ငံအတွက်အများကြီးအကျိုးရှိပေမဲ့မသုံးတတ်ရင်တော့တဦးတစ်ယောက်တည်းအတွက်ဖြစ်ပါတယ်2009ခုနှစ်ဧပြီလမှာသူ့ဘော်ဒါရီဇာအစစ်ရဲ့ပထွေးဖြစ်သူနာဂျစ်ရာဇတ်မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာပါတယ်အဲ့ဒီအချိန်မှာဂျိုလိုဟာရာဇတ်တို့မိသားစုနဲ့တော်တော်လေးရင်းနှီးတဲ့ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့ပြီးသားပါတငယ်ချင်းကိုအကြောင်းပြုပြီးရာဇတ်အတွက်ရွေးကောက်ပွဲရန်ပုံငွေထည့်ဝင်ပေးခဲ့ပါတယ်နောက်ပြီးရီဇာအစစ်ရဲ့အမေရာဇတ်ရဲ့ဇနီးဖြစ်သူရိုစမန်မန်ဆောကိုလည်းရတနာပစ္စည်းတွေလက်ဆောင်ပေးတတ်ပါတယ်ဒါကြောင့်အာရပ်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်အတိုင်းအဝိုင်းနဲ့အဆက်အသွယ်ရှိတဲ့ဂျိုလိုဟာဝန်ကြီးချုပ်ရာဇတ်အတွက်တော့အားကိုးရတဲ့မျက်စိမိတ်ယုံကြည်စိတ်ချရတဲ့စီးပွားရေးအကြံပေးတစ်ယောက်ဖြစ်လာပါတယ်2009ခုနှစ်စက်တင်ဘာလမှာဝန်ကြီးချုပ်ရာဇတ်ဟာတရန်ကန်နူးပြည်နယ်ရဲ့ပြည်နယ်ရန်ပုံငွေ TIA ကိုနိုင်ငံတော်အစိုးရရန်ပုံငွေအဖြစ်ပြောင်းလဲလိုက်ပါတယ်အဲ့ဒီအစိုးရရန်ပုံငွေကိုOne Malaysia Development Berhad 1MDB လို့နာမည်ပေးလိုက်ပါတယ်အဲ့ဒီရန်ပုံငွေကိုဘဏ္ဍာရေးဝန်ကြီးဌာနအောက်ကတီးခြားငွေကြေးအဖွဲ့အစည်းအဖြစ်သတ်မှတ်လိုက်ပါတယ်မကြခင်မှာပဲ 1MDB ဟာ Saudi Yemen Company Petro Saudi International Company မှာဒေါ်လာ 1.5 ဘီလီယံယင်းနှိမ့်မြှုပ်နှံဖို့သဘောတူညီလိုက်ပါတယ်2010ခုနှစ်မှာကာတာ UAE စတဲ့နှစ်နိုင်ငံကအစိုးရရန်ပုံငွေအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကွာလာလမ်ပူမြို့တော်လေးစိတ်တိဆောက်ရေးစီမံကိန်းတွေမလေးရှားနိုင်ငံရဲ့ project တွေမှာယင်းနှိမ့်မြှုပ်နှံဖို့သဘောတူညီမှုရခဲ့ပါတယ်2012ခုနှစ်မှာ 1MDB ဟာမလေးရှားကစွမ်းအင်ကုမ္ပဏီတစ်ခုကိုဝယ်ယူခဲ့ပါတယ်ပြီးတော့ stock exchange အဆောက်အအုံတိဆောက်ရေးစီမံကိန်းကိုလုပ်ကိုင်ပါတယ်ဒီလုပ်ရက်တွေအားလုံးဟာဝန်ကြီးချုပ်ရာဇတ်ရဲ့ညွှန်ကြားချက်တွေအရလှုပ်ဆောင်တာဖြစ်ပါတယ် 1MDB မှာဥက္ကဋ္ဌအနေနဲ့တခြားသူတွေရှိပေမဲ့ငွေကြေးတွေကိုအဓိကထိန်းချုပ်တာဝန်ကြီးချုပ်ရာဇတ်ပါရာဇတ်ကိုနောက်ွယ်ကအကြံဉာဏ်တွေပေးနေတာတခြားနိုင်ငံတွေယင်းနှိမ့်မြှုပ်နှံလာအောင်လှုပ်ဆောင်ပေးနေတာကတော့ဂျိုလိုပါပဲ 1MDB ရဲ့ငွေကြေးစီမံခန့်ခွဲတဲ့မူဝါဒကိုမကြိုက်တဲ့ဥက္ကဋ္ဌတယောက်ဟာသူ့သဘောနဲ့သူနှုတ်ထွက်သွားပါတယ်နောက်ပိုင်းမှာတော့ 1MDB ရဲ့ဝန်ထမ်းအများစုကိုဂျိုလိုကိုယ်တိုင်ခန့်ပါတယ်နောက်ပြီးငွေအလွှဲပြောင်းလုပ်တာတွေအကုန်လုံးကိုလည်းဂျိုလိုပဲလှုပ်ဆောင်ပါတယ်အဲ့ဒီအချိန်မှာ 1MDB ကနိုင်ငံတွင်းနဲ့ဒေသတွင်းမှာရှိတဲ့ယင်းနှိမ့်မြှုပ်နှံသူတွေကြောင့်အတိုင်းအတာတစ်ခုထိအောင်မြင်နေပေမဲ့ဝန်ကြီးချုပ်ရာဇတ်ဟာဒီတက်မကကောင်းတဲ့တက်လာစေချင်နေပါတယ်ဒီလိုနဲ့ဂျိုလိုဟာ Goldman Sachs ကုမ္ပဏီရဲ့အာရှဒေသအကြီးအကဲ Tim Leissner နဲ့အဆက်အသွယ်ရအောင်လုပ်ပါတယ် Goldman Sachs ဟာ American ယင်းနှိမ့်မြှုပ်နှံမှုကုမ္ပဏီဖြစ်ပြီးနာမည်ကြီးကုမ္ပဏီတွေနာမည်ကျော်ကုမ္ပဏီတွေမှာယင်းနှိမ့်မြှုပ်နှံမှုတွေလုပ်တတ်ပါတယ် Goldman Sachs ကယင်းနှိမ့်မြှုပ်နှံတယ်ဆိုတဲ့အနေအထားဟာဂုဏ်သတင်းကြီးတဲ့အခြေအနေမျိုးပါဂျိုလိုဟာ Tim Leissner အတွက်ငွေကြေးကုန်ကျမှုများတဲ့အပန်းဖြေခီးတွေအထူးသီးသန့်ပါတီပွဲတွေစီစဉ်ပေးပါတယ်ဂျိုလိုရဲ့စွမ်းဆောင်မှုတွေကြောင့်2013ခုနှစ်မှာ 1MDB ဟာ Goldman Sachs ကုမ္ပဏီကတဆင့်ဒေါ်လာသန်း3500တန်ဖိုးရှိငွေတိုက်စာချုပ်တွေရောင်းချဖို့သဘောတူညီခဲ့ပါတယ်မကြာခင်မှာပဲရာဂျစ်နာဇတ်ဟာမလေးရှားဝန်ကြီးချုပ်အဖြစ်ထပ်ပြီးအရွေးခံရပါတယ်1MDB ဟာ Saudi Yemen ကုမ္ပဏီမှာယင်းနှိမ့်မြှုပ်နှံမယ်လို့သ
ဘောတူခဲ့တဲ့အတွက်2011ခုနှစ်မှာဒေါ်လာတန်1000လွှဲရမှာဖြစ်ပါတယ်အရင်ဆုံး 1MDB ဟာ Petrosori International ကိုဒေါ်လာတန်300လွှဲလိုက်ပါတယ်နောက်ထပ်ကျန်တဲ့တန်900ကို Petrosori International ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Costa Company Limited ကိုလွှဲပေးလိုက်ပါတယ်တကယ်တမ်းမှာတော့ Costa Company ဟာစာရွက်ပေါ်မှာပဲရှိတဲ့ share ပိုင်ရှင်တစ်ယောက်တည်းရှိတဲ့ share company လို့ခေါ်ကြတဲ့ဟန်ပြကုမ္ပဏီဖြစ်ပါတယ်တစ်ယောက်တည်းရှိတယ်ဆိုတဲ့ share ပိုင်ရှင်ကတော့ပြေးကြည့်စရာမလိုတဲ့ဂျိုလိုပါပြီးတော့ Petrosori International ရဲ့လက်အောက်ခံလို့အမည်ခံထားပေမဲ့အဲဒီကုမ္ပဏီရဲ့လုပ်ငန်းတွေဟာ Sorry ကုမ္ပဏီနဲ့ဘာမှပတ်သက်မှုမရှိပါဘူးဒါကြောင့် Sorry ရေနံကုမ္ပဏီမှာတန်1000ယင်းနှိမ့်မြုပ်နှံတာဟာစာရွက်ပေါ်မှာပဲဖြစ်ပြီးတကယ်လက်တွေ့မှာတော့တန်300ပဲဖြစ်ပါတယ်လွယ်လွယ်နဲ့မြင်သာတဲ့ရွှေ့ကွက်ဖြစ်ပေမဲ့တကယ်တမ်းလှုပ်ဆောင်ရမှာဆွစ်ဇာလန်ဘဏ်အကောင့်တွေကနေငွေလွှဲရတာဖြစ်ပါတယ်ဆွစ်ဇာလန်ဘဏ်တွေကနေငွေလဲဖို့အဆင့်ဆင့်ကြော်ဖြတ်ရတဲ့အတွက်တာဝန်ရှိတဲ့လူတွေကုမ္ပဏီလူကြီးတွေရဲ့ယုံကြည်စိတ်ချမှုကိုရအောင်နှီးမျိုးစုံလုပ်ခဲ့ရပါတယ်ပတ်စံရှိလာတဲ့အခါလူတွေဟာပတ်စံကိုဒီအတိုင်းမထားပဲနှီးမျိုးမျိုးနဲ့ယင်းနှီးမြုပ်နှံကြပါတယ်တချို့ကဘဏ်မှာသိမ်းတယ်တချို့ကရွှေဝယ်တယ်တချို့ကအိမ်ချမ်းမြေဝယ်တယ်အနောက်နိုင်ငံတွေမှာ stock share တွေဝယ်တာ crypto ငွေကြေးတွေဝယ်တာအဲ့ဒါမျိုးတွေလုပ်ကြပါတယ်ဒါပေမဲ့ဂျိုလိုကတော့တမူထူးပါတယ်သူကတော့ပတ်စံတွေကိုလူတွေစီမှာယင်းနှီးမြုပ်နှံတာဖြစ်ပါတယ်မလေးရှားနိုင်ငံအာရပ်နိုင်ငံတွေစတဲ့နိုင်ငံတွေကအစိုးရတာဝန်ရှိသူတွေဆွစ်ဇာလန်ဘဏ်တွေကတာဝန်ရှိသူတွေတခြားနာမည်ကြီးလူပုဂ္ဂိုလ်တွေနာမည်ကျော်ကုမ္ပဏီတွေကလူကြီးပိုင်းတွေစတဲ့သူတွေနဲ့ပိုရင်းနှီးကျွမ်းဝင်အောင်လုပ်တာဖြစ်ပါတယ်ပါတီပွဲတွေညစာစားပွဲတွေအပန်းအပြည့်ခီးစဉ်တွေအမျိုးမျိုးစီစဉ်ပြီးသူ့ရဲ့အတိုင်းဝိုင်းကိုပိုချေပြန့်အောင်လုပ်ပါတယ်သူနဲ့ရင်းနှီးတဲ့သူတွေထဲမှာနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Paris Hilton, Leonardo DiCaprio, Jamie Foxx, Kim Kardashian, Kate Upton စတဲ့သူတွေပါဝင်ခဲ့ပါတယ်ဝင်ကြီးချုပ်ရာဇတ်တို့မိသားစုနဲ့သူ့ရဲ့ဂျားကဆက်ဆံရေးကိုလည်းအမြဲတမ်းကောင်းနေအောင်လှုပ်ဆောင်ခဲ့ပါတယ်တခါတော့ကလည်းရာဇတ်ရဲ့ဇနီး Rosma Mansour ကိုဒေါ်လာ28တန်းတန်ပန်းရောင်စိန်ပြေးရဲ့တကုံးလက်ဆောင်ပေးခဲ့ပါတယ်နောက်ပြီးနာဂျစ်ရာဇတ်ကိုလည်းရွေးကောက်ပွဲရန်ပုံငွေအဖြစ်ဒေါ်လာ681တန်းလွှဲပေးခဲ့ပါတယ်ရွေးကောက်ပွဲရန်ပုံငွေလို့ခေါင်းစဉ်တက်ထားပေမဲ့ရာဇတ်ရဲ့ကိုပိုင်ဘဏ်အကောင့်ထဲကိုလွှဲပေးခဲ့တာပါ2014ခုနှစ်မှာတငယ်ချင်းဖြစ်သူရီဇာအစ်စ်တီထောင်နဲ့ Red Granite Picture ဆိုတဲ့ရုပ်ရှင်ကုမ္ပဏီအတွက်ငွေကြေးပံ့ပိုးပေးခဲ့ပါတယ် Red Granite Picture ရုပ်ရှင်ကုမ္ပဏီကနေထုတ်လုပ်လိုက်တဲ့နာမည်ကျော်ရုပ်ရှင်ကတော့ Leonardo, Margot Robbie တို့ပါဝင်တဲ့ The Wolf of Wall Street ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ရုပ်ရှင်ရဲ့အဆုံးသက်ပါဝင်တဲ့တရုတ်ဆောင်တွေရဲ့နာမည်ကိုပြတဲ့နေရာအပြီးမှာရီဇာအစ်စ်ရဲ့နာမည်ကိုထိုးထားတာတွေ့ရမှာပါအဆုံးမှာ Special Thanks Jolo ဆိုတာကိုထပ်တွေ့ရမှာဖြစ်ပါတယ်ရုပ်ရှင်ထဲမှာလီယိုနာဒိုနဲ့အတူတွေ့ရတဲ့အဖြူရောင်လမ်ဘော်ဂနီကားဟာဂျိုလိုကားလို့ဆိုပါတယ်နောက်ပြီးအဲ့ဒီရုပ်ရှင်နဲ့ရွှေကမ္ဘာလုံးဆုရခဲ့တဲ့လီယိုနာဒိုဟာဆုလက်ခံတဲ့စင်မြင့်ပေါ်မှာကျေးဇူးတင်စကားပြောတဲ့အခါဂျိုလိုနာမည်ကိုထည့်ပြောသွားပါတယ်ဒီလောက်ဆိုရင်ဂျိုလိုရဲ့ပေါင်းတက်တင်းတက် networking လုပ်တဲ့အရေးချင်းကိုသိရမှာပါအဲ့ဒီနှစ်2014ခုနှစ်မှာပဲဂျိုလိုဟာနာမည်ကြီး Victoria Secret Model Miranda Kerr နဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ် Miranda Kerr အတွက်ဒေါ်လာ8တန်းတန်လဲဆွဲတစ်ခုဒေါ်လာ1တန်းခွဲတန်ခရစ်စတယ်ဆန်ဒီယာတစ်လုံးအပါအဝင်တန်ဖိုးကြီးပစ္စည်းတွေကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်သူ့ကိုယ်သူအတွက်လည်းမမေ့ပါဘူးနာမည်ကျော် Beverly Hills မှာမှန်သားနံရံတွေအပြည့်နဲ့စောက်ထားတဲ့ဒေါ်လာ39တန်းတန်စံအိမ်တစ်လုံး New York မှာဒေါ်လာ31တန်းတန်ဇိမ်ခံတိုက်ခန်းတစ်ခန်းအပါအဝင်ပြိုင်ကားတွေစံအိမ်တွေနာမည်ကြီးပကြီးစရာတွေရဲ့ပကြီးကားတွေကိုဝယ်ယူခဲ့ပါတယ်ဒီလောက်သုံးဖြုံဖို့အတွက်ပတ်စံတွေရနေတာကတော့ 1MDB ဆိုတဲ့သူ့ပတ်စံအိတ်တွေကဖြစ်ပါတယ် promotion ကောင်းလွန်းတဲ့အတွက်မလေးရှားပြည်သူတွေနိုင်ငံတကာကယင်းနှိမ့်မြုပ်နှံသူတွေ 1MDB မှာထည့်ဝင်ကြတဲ့ပမာဏဟာဒေါ်လာတန်း9000ကျော်လာပါတယ်ဂျိုလိုဟာယင်းနှိမ့်မြုပ်နှံသူတွေစီကငွေတွေကို Costa လိုဟန်ပြကုမ္ပဏီကတဆင့်မလေးရှားနဲ့စင်ကာပူကဘဏ်အကောင့်တွေစီလွှဲပေးပါတယ်2009-2010ကာလတွေမှာဂျိုလိုဟာ Virgin ကျွန်းစုနိုင်ငံ Cayman ကျွန်းနိုင်ငံစတဲ့ Caribbean ပင်လယ်ထဲမှာရှိတဲ့နိုင်ငံတွေမှာဟန်ပြကုမ္ပဏီတွေထောင်ခဲ့ပါတယ်အဲ့ဒီနိုင်ငံတွေဟာပြည်တိကျအစိုးရလက်အောက်ခံဖြစ်ပေမဲ့စီးမြင့်ဥပဒေအားနည်းတဲ့အပြင်အခွန်ရှောင်ဖို့အတွက်အင်မတန်ကောင်းတဲ့နိုင်ငံတွေဖြစ်ပါတယ်
2015ခုနှစ်ဇန်နဝါရီလမှာတော့ Sarawak Report ဆိုတဲ့ website မှာ Claire Brown ရေးသားတဲ့ 1MDB ရဲ့ငွေတွေအလွဲသုံးစားလုပ်တဲ့အကြောင်းပါလာပါတယ်။ဝန်ကြီးချုပ် Razak ကတော့ဒီဆောင်မဟာအခြေအမြစ်မရှိကြောင်းညှင်းဆိုပါတယ်။မကြာခင်မှာပဲ Wall Street Journal ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ Razak ရဲ့အကောင့်ထဲကိုဒေါ်လာ681သန်းလွှဲတဲ့အကြောင်းပါလာပါတယ်။ Sarawak Report website ကနေ 1MDB ရဲ့ငွေကြေးမတမာမှုတွေအကြောင်းကိုတောက်လျှောက်တင်ပါတယ်။2015ခုနှစ်ဇွန်လမှာမလေးရှားဗဟိုဘဏ်က 1MDB ရဲ့လုပ်ငန်းတွေကိုစစ်ဆေးရေးလုပ်ပါတယ်။ဇူလိုင်လမှာရဲတပ်ဖွဲ့က 1MDB ရဲ့ရုံးခန်းကိုဝင်စီးပြီးစာရွက်စာတမ်းတွေကိုတင်စီပါတယ်။ဝန်ကြီးချုပ် Razak ကသူ့ရဲ့ဝန်ကြီး2ယောက်ကိုတခြားသူတွေနဲ့အစားထိုးပစ်ပါတယ်။မကြာခင်မှာပဲ Razak စီဝင်လာတဲ့ပတ်စံတွေဟာရွေးကောက်ပွဲအတွက်လှူဒန်းထားတာဖြစ်ကြောင်းစုံစမ်းစစ်ဆေးရေးပြည်စုံကြောင်းသတင်းထုတ်ပြန်ပါတယ်။မလေးရှားအစိုးရက Sarawak Report website ကိုပိတ်ပစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဝန်ကြီးချုပ် Razak ရဲ့နိုင်ငံရေးပြိုင်ဘက်တွေဟာမဟာမိတ်ဖွဲ့ကြပြီးသူ့ကိုနှုတ်ထွက်ဖို့လူမှုဆန္ဒပြပွဲတွေလှုပ်ဆောင်ကြပါတယ်။2018ခုနှစ်မှာတော့စင်ကာပူမှာရှိတဲ့ 1MDB နဲ့ဆက်ဆက်နေတဲ့ဆွစ်ဇာလန်ဘဏ်တစ်ခုဖြစ်တဲ့ BSC ဘဏ်ကိုငွေကြေးခွာချမှုတွေစီကံဖောက်မှုတွေနဲ့စင်ကာပူငွေကြေးအာဏာပိုင်တွေကပိတ်ပစ်ပါတယ်။ Razak ဝန်ကြီးချုပ်ဖြစ်လာဖို့ကူညီပေးမှုတဲ့ဝန်ကြီးချုပ်ဟောင်းမဟာသီယာကိုယ်တိုင်သူ့ကိုယာရုကနှုတ်ထွက်ဖို့သူ့ဘဏ်အကောင့်တွေကိုပိတ်သိမ်းဖို့ဖိအားပေးလာပါတယ်။မလေးရှားပြည်သူတွေရဲ့ဆန္ဒပြမှုတွေကလည်းပိုပြင်းထန်လာပါတယ်။ 1MDB ရဲ့သတင်းတွေစထွက်လာတဲ့အချိန်မှာပဲဂျိုလိုဟာအမေရိကန်တရားရေးဌာနထိပ်တန်းအရာရှိတွေကိုနှီးမျိုးစုံနဲ့စီယုံခဲ့ပါတယ်။မီဒီယာတွေကငွေကြေးမတမာမှုတွေမှာအဓိကတာဝန်ရှိတာဂျိုလိုဖြစ်ကြောင်းထောက်ပြပေမဲ့ဘယ်သူကမှဖမ်းဆီးဖို့အမိန့်မထုတ်ပါဘူး။2018ခုနှစ်ဇန်နဝါရီလအထွေထွေရွေးကောက်ပွဲမှာဝန်ကြီးချုပ်နာဂျစ် Razak ရှုံးနိမ့်သွားပါတယ်။အစိုးရသစ်ကသူနဲ့သူ့ဇနီးကိုပြည်ပထွက်ခွာခွင့်ပိတ်လိုက်ပါတယ်။ Goldman Sachs အကြီးအကဲ Tim Leissner ကို2018ခုနှစ်ဇွန်လမှာအမေရိကန်မှာရုံးတင်စစ်ဆေးပါတယ်။2018ခုနှစ်နိုဝင်ဘာလမှာဂျိုလိုကိုအမေရိကန်တရားရေးဌာနကဖမ်းဝရမ်းထုတ်ပါတယ်။သူ့ရဲ့ကျေပြတ်တဲ့ဆက်ဆံရေးကြောင့်နာမည်ကြီးမင်းသားမင်းသမီးတွေဆယ်လီတွေအစစ်ဆေးခံရပါတယ်။သူ့ကိုထဲထဲဝင်ဝင်ကူညီတဲ့ Tim Leissner အပါအဝင်ဘဏ်မန်နေဂျာတွေကုမ္ပဏီလူကြီးတွေထောင်ကျသွားပါတယ်။ဝန်ကြီးချုပ်ဟောင်း Razak ကို2018ခုနှစ်မှာစတင်တရားစွဲဆိုပြီး2020ခုနှစ်မှာအပြည့်သက်အမိန့်ချပါတယ်။ငွေကြေးမတမာမှုအကျင့်ပြတ်ခြစားမှုတွေနဲ့ထောင်ဒဏ်12နှစ်ကျသွားပါတယ်။ဒါဟာမလေးရှားနိုင်ငံရဲ့သမိုင်းမှာပထမဆုံးထောင်ကျတဲ့ဝန်ကြီးချုပ်ပါ။ဂျိုလိုဟာ 1MDB နဲ့ပတ်သက်တဲ့သတင်းတွေစပေါ်တဲ့2016ခရဲကလူအများမြင်ကွင်းကနေပျောက်သွားပါတယ်။ဖန်ဝရန်ထွက်လာချိန်မှာအမေရိကန်နဲ့နိုင်ငံတကာကအဆက်အသွယ်တွေကိုအသုံးချပြီးစွဲချက်တွေကိုရုပ်သိမ်းပေးဖို့ကြိုးစားခဲ့ပါတယ်။သူပိုင်ဆိုင်တဲ့စံအိမ်တွေပြိုင်ကားတွေနဲ့ရွက်လီဒဇင်းကိုသက်ဆိုင်ရာအစိုးရတွေကသိမ်းလိုက်ပါတယ်။2019ခုနှစ်ဒီဇင်ဘာလမှာဂျိုလိုလုံးဝပျောက်သွားပါတယ်။သူ့ကိုနောက်ဆုံးတွေ့လိုက်တဲ့နေရာဟာတရုတ်နိုင်ငံမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းတရုတ်ပြည်မှာနာမည်အတုနဲ့နေထိုင်နေတယ်လို့ယူဆကြပါတယ်။ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရ 1MDB ကနေဂျိုလိုအလွဲသုံးစားလုပ်ခဲ့တဲ့ပမာဏဟာဒေါ်လာတန်း4500ရှိမယ်လို့ယူဆကြပါတယ်။ကမ္ဘာပေါ်မှာဖြစ်ခဲ့သမျှငွေကြေးမတမာမှုတွေအားလုံးမှာဆုံးရှုံးမှုပမာဏအများဆုံးဖြစ်ပါတယ်။ဂျိုလိုဟာတထေးတွေဆယ်လီတွေထိပ်တန်းအစိုးရအရာရှိတွေနဲ့ရင်းနှီးပေမဲ့သူ့ရဲ့ငွေကြေးအရှုပ်တော်ပုံဟာကဘာကျော်ခဲ့ပါတယ်။ဒါကြောင့်ပညာတွေအများကြီးတက်တဲ့နေရာတကာကျွယ်ပြနေတဲ့အထက်တန်းလွှာအတိုင်းဝိုင်းမှာရှိတဲ့သူတွေမတရားလုပ်ရင်တခြားသူတွေထက်ပိုဆိုးတယ်။နောက်ပြီး promotion ဆင်းတာအရန်ကောင်းတဲ့သူတွေကြော်ညာအားအရန်ကောင်းတဲ့ဆိုင်တွေကိုအပြည့်အဝမယုံပါနဲ့လို့ပြောကြရင်